အားလုံးပဲမင်္ဂလာပါအင်းလိုက်ပိုင်ကေကေကနေပြန်လေးကြိုဆိုပါရစေအခုကတော့ the best စာချစ်ရည်လေးကြည့်ပြမယ်ပေါ့နော်ချစ်ရည်ပြီးတော့ရင်ဘာတွေလုပ်ရမလဲပေါ့နော် universe ကဘာတွေမှာကြားလေးပေါ့တချို့ကျတော့လေမှာကြားတဲ့ဟာတွေပါတယ်တချို့ကျတော့လေအချစ်ချောင်းတည်တတ်မယ်ပေါ့နော်ကတ်ဆိုတော့ထွက်တဲ့ဟာလေးဖတ်ပေးပါမယ်mirror ပေါ့နော်ဒီရဲ့ mirror ကြောင့်ဘာလဲဆိုတော့ရှင် self love နေတဲ့လူတော်တော်များများကျမတို့တွေနှစ်ကြိမ်နှစ်ခါကြုံတတ်တာမျိုးတွေကြုံတတ်တယ်ပေါ့နော်တချို့ဆိုလို့ရှင်ကိုယ်ကိုဖောက်ပြန်သွားတဲ့လူပေါ့နော်ရှိတယ်အဲ့ဒီအချိန်မှာကျမတို့တွေကအရန်ခံစားတယ်အဲ့ဒီပုံမှာကျမတို့တွေကမုန်းအောင်မလုပ်နိုင်ဘူးဆိုလို့ရှင်ကိုဘေးရလူတော်၎င်းကိုတော်၎င်းပေါ့နော်ထပ်ပြီးတော့အဲ့လိုမျိုးနောက်တစ်ချိန်ကြုံတာမျိုးပေါ့နော်အဲ့လိုအသေးကွဲတဲ့အရာတာကိုပြန်ခံစားရတာမျိုးလေးကြုံတတ်တယ်ဒါကြောင့်မလို့ self love များများလုပ်ပါ move on ပါပေါ့နော် move on မှုဆိုလို့ရှိရင်တော့သူက repeat cycle ပြန်လာတတ်တယ်ပေါ့နော်ဒီလိုကာလမျိုးမှာပြီးတော့ X day ဆိုလို့ရှိရင်ပြန်လာတတ်တယ်ပေါ့နော်အဲ့ဒါကြလို့ရှိရင်လေကျမတို့တွေကခွင့်လွတ်တယ်ပထမတစ်ချိန်ကိုခွင့်လွတ်တယ်ဆိုလို့ရှိရင်နောက်ထပ်တတိယစတုတ္ထတွေပေါ်လာတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ခွင့်လွတ်မလားစွန့်လွတ်မလားဆိုတာကိုယ့်ဟာကိုယ်ရွေးချယ်ပါတကယ်လို့ခွင့်လွတ်မယ်ဆိုလို့ရှိရင်လေတစုံအထိခွင့်လွတ်နိုင်လားစဉ်းစားပါခွင့်မလွတ်ဘူးဆိုလို့ရှိရင်လေသူရဲ့အကျိုးအပြစ်တွေကိုကိုယ်ကစဉ်းစားပါကိုယ်ကခံနိုင်ရရှိလားစဉ်းစားပါဟုတ်ကဲ့ဒါလေးကတော့ mirror လေးပေါ့နော်နောက်တစ်ခါကြည့်ပြပါမယ်ဒါကတော့ universe မှာကြားတာပေါ့နော်ကျွန်မကတော့အချစ်ရေးကြည့်ပြီးမလို့ပဲဒါပေမဲ့လို့တော့သူကတော့relationship မှာတချို့ self love နေတဲ့လူတွေအတွက်ပေါ့နော်ဒါလေးပေါ်လာတာပါအတူတူပဲကျွန်မခုနကပြောသလိုပဲအချစ်မှာ second chance ပေးလို့မရဘူးပေါ့နော်သူကတော့ second chance မပေးဖို့ပြောထားပါတယ်တကယ်တမ်းတော့အခြေကြည့်ပြီးတာပေါ့နော်ဒါပေမဲ့ X energy ပဲလာနေတယ်တကယ်လို့ second chance ပေးမယ်ဆိုလို့ရှိရင်နောက်ထပ်3 day 4 day 50လာမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျမတို့နှလုံးသားဒီထက်ပိုပြီးတော့ကွဲကြည့်ဖို့ပဲရှိရပေါ့နော်သူကလည်းဒီတစ်ခေါက်ခွင့်လွတ်ထားရင်နောက်တစ်ခေါက်တွေပိုပြီးဆိုးလာတာမျိုးလေးရှိရပေါ့နော်ဒါကြောင့်မလို့တော့သူကတော့ပြန်လက်မခံဖို့ပြောထားတယ်ပေါ့နော်ကျန်တာကတော့ကိုယ်တိုင်ရွေးချယ်ရမှာပါဘာတွေပဲကြုံလာဘာတွေကိုပဲရွေးချယ်ကိုသာရွေးချယ်ပါကိုကဒါကိုလောက်ရတာစိတ်ပျော်လားအခုလောလောဆယ်ပျော်တယ်ဆိုလို့ရှိရင်လည်းပျော်တဲ့အရာတိုင်းနေပါနှက်ကက်လုံးကတော့ X energy ပဲရပါတယ်ပြီးတော့ grounded နေပါဘောနော်နောက်ပြီးတော့ကိုတိုးတက်အောင်နေပါပြီးသွားလို့ရှိရင်ပြောင်းလဲမှုတွေကိုလက်ခံပါတဲ့အဲ့ဒါလည်းမှာကြားထားရတယ်ဗောနော်အဓိကကတော့ relationship ကို over ဖြစ်သွားမှဒါတွေကလုပ်လို့ရတာဗောနော်နောက်တစ်ခုကြည့်ပြပါမယ် separation အရန်ကိုက separation ဖြစ်ပြီးတော့အရန်ကိုနာကျင်နေရတယ်ဆိုလို့ရှိရင်တဲ့အနာဂတ်မှာပို့ပြီးတော့မတောက်ပပဲနေမယ်ပေါ့နော်ဒါကြောင့်မလို့အတိတ်ကိုသတိရနေတာလေးလေရက်လိုက်ပေါ့နော်တကယ်လို့ကိုပြောချင်တဲ့အရာလေးရှိတယ်ဆိုလို့ရှိရင်လေသွားပြောတာမျိုးပြောလိုက်ရတယ်ဆိုလို့ရှိရင်တော်သေးတယ်ပေါ့နော်ရင်ထဲမှာတနှုံမခံစားပါနဲ့သွားပြောချင်ပြောလိုက်ပါမပြောချင်ဘူးဆိုလို့ရှိရင်လေစာအုပ်ထဲမှာစာရေးလိုက်ပါပြီးရင်အဲစာအုပ်ကိုမိရှို့တာမျိုးလည်းလုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့တကယ်လို့အရင်ဝမ်းနေလွမ်းဆွေးနေတယ်ဆိုလို့ရှိရင်တော့ကိုကရှေ့ဆက်လို့မရဘူးပေါ့နော်ဒီဟာကြီးပဲခေါင်းထဲမထည့်ပါနဲ့ရှေ့ဆက်ဖို့ပဲစဉ်းစားပါတဲ့ဒီလိုလေးပြောထားပါတယ်9ကက်ကြည့်ပြီပေါ့နော်အခုကတော့3ကက်ရှိပါပြီကဲနောက်ထပ်3ကက်ကထပ်ခုံထွက်လာပါတယ်3ကက်ကနောက်ပြီးတော့သူနဲ့ကိုနဲ့ချစ်ခဲ့တာဟာအခုအချိန်မဟုတ်ဘူးလို့တွေးလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်မို့အောင်ဖို့အတွက်လမ်းစာလေးပို့ရလာပါမယ်တဲ့ပြီးတော့ healthy choice ဒါအရင်တစ်ခါလဲတိကက်ပဲကြားတယ်ပေါ့နော်ကိုသာရွေးချယ်ပါကိုကောင်းဖို့အတွက်ကိုပဲရွေးပါဘာလို့လဲဆိုကိုကောင်းမှသာတခြားလူတွေကပြန်ကြည့်နိုင်မယ်ပေါ့နော်ကိုအိုးရရှိပြီးနေမှာတခြားလူရဲ့အိုးကိုဖြည့်ပေးနိုင်မယ်ပေါ့နော်ဒါလေးပြောထားပါတယ်နောက်တစ်ခုကကျတော့ dragon fly ပြောင်းလဲပါပေါ့နော်ထားလိုက်ပါတော့ကျမတို့တွေလွတ်လပ်စွာပြန်တမ်းမှာပြီးရင်ကိုပြန်ရှာဖွေပါကျမနာလာပြောတဲ့လူတော်တော်များများဆိုလို့ရှင်မို့အောင်ဖို့ပဲတိုက်တော့နေပြီးသွားလို့ရှိရင်
ကိုငယ်ငယ်อ่ะပေါ့နော်ထားလိုက်ပါ relationship ကအနှစ်20ဆိုလို့ရှိရင်လေကျမတို့အနှစ်20အတွင်းမှာသူ့ကို support လုပ်ရတာမျိုးလေးရှိရဲ့သူမိသားစုသူတငယ်ချင်းတွေကို support လုပ်ရတဲ့အချိန်မှာကျမတို့ရဲ့ me time တွေဆုံးရှုံးခဲ့တယ်ပေါ့နော်ထားလိုက်ပါတော့ငယ်ငယ်တုန်းကရီမန်းချက်ကသင်တန်းတွေတက်ဖို့ဆိုရင်လည်းသင်တန်းတွေတက်ပါထားလိုက်ပါတော့ကိုကဟင်းချက်ဝါသနာပါတယ်ဆိုလည်းဟင်းချက်ဝါသနာပါတယ်သင်တန်းတွေဟင်းချက်တဲ့သင်တန်းတွေတက်ပါထားလိုက်ပါတော့ကိုကအဲ့ဒီရဲ့အချိန်တွေမှာပြီးဆက်ခဲ့ရတဲ့အတွက်ကြောင့်မလို့ကျမတို့တွေကနောက်ကျခဲ့တယ်ဆိုလို့ရှိရင်လည်းအခုအချိန်မှာစပြီးလုပ်ပါလို့ကုန်ခဲ့တဲ့အချိန်တွေကိုမနှမျောပဲနဲ့အခုလက်ရှိမှာပဲနေပါပေါ့နော်လက်ရှိမှာပဲနေပါတကယ်လို့ तू ကမချစ်တော့ဘူးဆိုလို့ရှိရင်လည်းအရင်ကချစ်ခဲ့တယ်အခုမချစ်တော့ဘူးဒါကိုလည်းလက်ခံရမယ်အရင်တော့အတူတူနေတယ်အခုအတူတူမနေတော့ဘူးဆိုတာကိုလည်းလက်ခံရမယ်ပေါ့နော်အရာရာကိုလက်ခံမှသာကျမတို့တွေဟာပို့ပြီးတော့တန်မာလာကြမယ်ပေါ့နော်ဟုတ်ကဲ့ဒါကတော့ inner light ပိုင်းကြီးဒါတော့ channel လေးရဖြစ်ပါတယ်ရှင်အချစ်အကြောင်းကြည့်ပြီးတာကိုuniverse ကငေါက်ပဲငေါက်နေရပေါ့နော်ဒါဆိုတော့universe ငေါက်တာလေးတွေပြောတာလေးတွေကိုနားထောင်ပါရှင်မဟုတ်ရင်ဒီကက်တွေပဲကြာနေမှာနော်အားလုံးပဲကျမ်းမာချမ်းသာလို့ရဆန္ဒပြပါစေကောင်းသောသူများနဲ့တွေ့ဆုံနိုင်ကြပါစေရှင်